ဟိုးရှိရှိတုန်းကမင်းသားလေးတစ်ပါးဟာကျင်းစာမိပြီးဖားတကောင်ဖြစ်ကိုပြောင်းလဲသွားပါတယ်။တနာစရာကောင်းတဲ့ဖားမင်းသားလေးရဲ့ကျင်းစာကိုမင်းသမီးလေးရဲ့အနံတစ်ခုကသာပြက်ပြဲစေနိုင်မှာဖြစ်ပါတယ်။မင်းသမီးလေးကဖားမင်းသားလေးကိုနမ်းလိုက်တဲ့အချိန်မှာတော့မင်းသားလေးကလူပြန်ဖြစ်သွားပါတယ်။အဲ့ဒီပုံမြင်ကိုတထေးသမီးလေးရှာလော့ကအရန်သဘောကျလို့ညတိုင်းနားထောင်ပါတယ်။ရှာလော့နဲ့ကွဲပြားနေတဲ့ဒီယာနာကတော့ချွဲကြည့်နေတဲ့ဖားကိုနမ်းတာကိုအော်ဂလီဆန်နေပါတယ်။ရှာလော့ကအချစ်စစ်ဆိုတာကိုအရန်လိုချင်နေပေမဲ့ဒီယာနာကတော့မမြင်ရတဲ့အချစ်စစ်ဆိုတာထက်သူ့ဘဝအိမ်မက်ကိုပဲအလေးထားသူဖြစ်ပါတယ်။အမြင်မတူကြပေမဲ့ရှာလော့နဲ့ဒီယာနာတို့ကအချစ်ဆုံးတငယ်ချင်းတွေဖြစ်ကြပါတယ်။ရှာလော့ရဲ့အဖေကနန်းတော်ကြီးလိုအင်ကြီးအိမ်ကောင်းနဲ့နေတဲ့တထေးမျိုးနွယ်ဖြစ်ပြီးဒီယာနာတို့မိသားစုလေးကတော့တာမန်ရက်ကွက်ကဖြစ်ပါတယ်။ဒီယာနာရဲ့အဖေကတနေ့မှသူ့သမီးနဲ့အတူစားတောက်ဆိုင်ဒီဇိုင်းဖွင့်နိုင်မှုစူးစမ်းနေပါတယ်။ဒီယာနာကလည်းသူ့အဖေလိုအချက်ပြုတ်ကျွမ်းကျင်သူဖြစ်တာကြောင့်စားတောက်ဆိုင်ဖွင့်ဖို့ကသားဖားနှစ်ယောက်လုံးရဲ့အိမ်မက်ဖြစ်လာပါတယ်။အိမ်မက်ကိုအကောင့်ထဲဖော်ဖို့အတွက်ဒီယာနာကနေမနာညမနာအလုပ်စူးစမ်းပြီးပတ်စံကိုချစ်ကုပ်စုပါတယ်။ပတ်စံကိုပဲစူးစမ်းရှာနေတဲ့အတွက်လာကြိုက်တဲ့လူတွေကိုလည်းအဖက်မလုပ်နိုင်သလိုတငယ်ချင်းတွေကိုလည်းအချိန်မပေးနိုင်မဲ့အပျော်ပါဆိုတာနဲ့ဝေးနေတာမွေးကလေးကဖြစ်ပါတယ်။တနေ့မှာတိုင်းတစ်ပါးကနေမင်းသားနဗင်းကသူတို့တိုင်းပြည်ကိုအလဲအပတ်လျှောက်လာပါတယ်။မင်းသားနဗင်းကတစ်ချိန်လုံးတီးလိုက်ဆိုလိုက်ကလိုက်နဲ့ပျော်မြူးနေတဲ့သူဖြစ်ပါတယ်။သူ့နားမှာမိန်းမလာလေးတွေဝဲနေကြပြီးအဲ့ဒီထဲမှာရှာလော့လည်းအပါအဝင်ဖြစ်ပါတယ်။အဲ့ဒီရီဖြစ်တဲ့မင်းသားနဗင်းတို့ကဒီတိုင်းပြည်ရဲ့အချက်သားဆုံးဖြစ်တဲ့ရှာလော့တို့အိမ်မှာတဲမှာဖြစ်ပါတယ်။မင်းသားနဗင်းတို့ကိုကြိုးဆိုတဲ့ပါတီမှာကျွေးမွေးဖို့အတွက်တီယာနာကိုပတ်စံပုံပေးထားပါတယ်။တီယာနာကလည်းတသက်လုံးချစ်ကုပ်စုထားတဲ့ပတ်စံရဲ့ခူရတဲ့ပတ်စံရဲ့နဲ့ဆိုင်ဖွင့်ဖို့သူ့လိုချင်တဲ့အစာအုပ်စုပ်လေးကိုဝယ်နိုင်လိုက်ပါတယ်။အဖေကတော့ဆုံးသွားပြီဖြစ်လို့အမေနဲ့အတူဆိုင်ရဟောင်းကိုပြန်ပြင်ကြပါတယ်။တစ်ဖက်မှာလည်းအလုံးလက်မဲ့မင်းသားလေးကပျော်ရွှင်နေချိန်မှာသူ့နောက်ကိုအထုပ်ဆွဲပြီးလိုက်နေရတဲ့လက်ထောက်လော်ရန့်စ်ကတော့စိတ်ကုန်ပင်ပန်းနေပါတယ်။မင်းသားလေးစီကိုအမျက်ထုတ်ဖို့ကြိုးစားနေတဲ့မော်ဆီယာတယောက်ရောက်လာပြီးမော်ဆီယာကနာဗင်းကိုဖေးတင်ဟောပေးပါတယ်။အတုံးဖြုံချမ်းတဲ့သူကိုလက်ရှိမှာသူ့မိသားစုကအမွေဖြတ်ထားလို့ငမွဲမင်းသားဖြစ်နေပါတယ်။ပြန်ပြီးချမ်းသာလာဖို့ဆိုရင်မင်းသမီးတစ်ပါးကိုလက်ထပ်ဖို့လိုတာကြောင့်ဒီမျိုးကိုရှောက်လာတာပဲဖြစ်ပါတယ်။မော်ဆီယာကလှည့်စားရင်းနဲ့နာဗင်းရဲ့လက်ထိတ်ကသွေးကိုဖောက်လိုက်ပါတယ်။ပြီးတာနဲ့နာဗင်းကိုဖမ်းလိုက်ပြီးနတ်ဆိုးဝိညာဉ်တွေရဲ့အကူအညီနဲ့မင်းသားလေးကိုဖားတကောင်ဖြစ်ပြောင်းလိုက်ပါတယ်။ပါတီပွဲမှာတော့မင်းသားလေးရှောက်မလာလို့ရှာလော့တယောက်ကြေကွဲနေပါတယ်။ကြေကွဲလို့မဆုံးသေးခင်နာဗင်းရောက်လာတာနဲ့ရှာလော့လည်းကွက်နေတဲ့မိတ်ကပ်တွေပြန်ပြင်ပြီးမင်းသားလေးနဲ့တွဲကားပါတယ်။ဒီယာနာကလည်းသူ့အချစ်ဆုံးတငယ်ချင်းအတွက်ဝမ်းသာနေချိန်သူ့ဝယ်ဖို့ဆုံးဖြတ်ထားတဲ့အစာအုပ်ကဈေးတက်သွားတာကြောင့်ဈေးပိုပေးရမယ်လို့အစာအုပ်ပိုင်ရှင်ကလာပြောပါတယ်။ဒီယာနာက6ရောက်ကင်မတက်တောင်းပန်နေရင်နောက်ပြန်လဲကျသွားပါတယ်။ဒီကုလုံးမုံတွေပေးနေတဲ့ဒီယာနာကိုရှာလော့ကအဝေးအစားလှလာလေးပြန်လဲပေးလိုက်ပါတယ်။အမြဲတမ်းဖြစ်တယ်လို့ကပိုကီယိုနေခဲ့တဲ့ဒီယာနာကပြင်ဆင်လိုက်တော့မင်းသမီးလေးတယောက်လိုလှပသွားတာတော့သူ့အိမ်မက်တွေပျက်စီးကုန်လို့မပြောနိုင်ဖြစ်နေပါတယ်။ဒီယာနာဝမ်းနဲ့နေတော့သူ့ဘေးနားမှာဖားတကောင်ရှောင်းနေတာကိုတွေ့လိုက်ရပါတယ်။ဖားကစကားပြောတတ်နေတာကြောင့်ဒီယာနာကလက်ဖြတ်ပြီးအယုတ်တွေနဲ့ကောက်ပေါက်ပါတယ်။ဖားကဒီယာနာကိုအသေးအတန်တားပြီးသူကမင်းသားနာဗင်းဖြစ်ကြောင်းရှင်းပြပါတယ်။တကယ်တော့အပြင်မှာရှိနေတဲ့နာဗင်းဆိုတာအရှောင်းဆောင်တယောက်ဖြစ်ပါတယ်။ဖားဖြစ်နေတဲ့သူ့ရဲ့ကျင်းစာကိုပြက်ပြဲစေဖို့မင်းသမီးလေးတစ်ဖားရဲ့အနံကိုလိုကြောင်းမင်းသမီးလေးလို့ထင်ရတဲ့ဒီယာနာကိုပြောပါတယ်။ဒီယာနာကလည်းကူညီပေးခြင်းပဲမဲ့ဖားကြီးကိုတော့မနှမ်းချင်လို့နှမ်းပါတယ်။နာဗင်းကသူ့ကိုနှမ်းမယ်ဆိုရင်ဒီယာနာလိုချင်တဲ့စားတောက်ဆိုင်ဖွင့်နိုင်ဖို့ပတ်စံပေးမယ်လို့ကမ်းလှမ်းတဲ့အခါဒီယာနာလည်းဖားကိုရွှွန်ရွှွန်နဲ့ပဲကောက်နှံလိုက်ပါတယ်။အဲ့ချိန်မှာမော်ဆန်ဆန်အလင်းရောင်တွေပေါ်လာပြီးနာဗင်းကမင်းသားပြန်မဖြစ်သွားတဲ့အပြင်ဒီယာနာကတကောင်ဖြစ်အသွင်ပြောင်းသွားပါတယ်။ပူထူသွားတဲ့ဒီယာနာလည်းစိတ်တိုနဲ့နာဗင်းကိုနှပန်းဖက်လုံးရင်နှစ်ကောင်သားပါတီထဲကျသွားပါတယ်။ဖားတွေကိုမြင်တော့လူတိုင်းကလန့်သွားကြပြီးခွေးကလည်းလိုက်ဆွဲတာကြောင့်နာဗင်းတို့ကမိုးပြန်ပူပေါင်းစီပြီးထွက်ပြေးသွားကြပါတယ်။အဲ့အချိန်နာဗင်းအယောင်ဆောင်ကသူ့ဖမ်းထားတဲ့မင်းသားနာဗင်းအဆင်မရှိတော့လို့ခေါင်းမိတောက်သွားပါတယ်။အယောင်ဆောင်ကတော့နာဗင်းရဲ့လက်ထောက်လော်ရန့်စ်ပြီးသူကရှေးရေးကောင်းစားဖို့မော်ဆီယာနဲ့ပူပေါင်းလိုက်တာဖြစ်ပါတယ်။နာဗင်းညောင်ဆောင်ဖို့အတွက်နာဗင်းရဲ့သွေးထည့်ထားတဲ့ဆွဲကြိုးကိုမော်အစီရင်လုပ်ပြီးဆွဲထားရပါတယ်။သွေးနဲ့လာတာနဲ့မျှပုံစံပြန်ပြောင်းလာမှာဖြစ်လို့သွေးလိုတိုင်းယူရအောင်ဖားနာဗင်းကိုအရှင်ဖမ်းထားဖို့လိုပါတယ်။အခုဆိုရင်ဖားမင်းသားကသူ့ဟာသာနေတဲ့စပွဲရိုးလေးကိုပါဖားဖြစ်အောင်ပြောင်းလိုက်ပြီလို့နှစ်ကောင်သားတောထဲမှာတောင်းတင်နေကြပါတယ်။ဒီယာနာကတော်ဝင်မင်းသမီးမဟုတ်တဲ့အတွက်သူတို့အနံ့ကကျင်းစာမပြဲစေတဲ့အပြင်ပိုဆိုးသွားစေတာဖြစ်ပါတယ်။တောထဲမှာသူတို့ထက်အင်အားကြီးတဲ့တောကောင်တွေနဲ့တိုးတာကြောင့်ဒီယာနာတို့နှစ်ယောက်အသေးအတန်ထွက်ပြေးနေရပါတယ်။ခြေထဲမှာနေတော့လေမိချောင်းတွေနဲ့တိုးတာကြောင့်တညလုံးတစ်ခေါင်းထဲမှာပုံနေရပါတယ်။နောက်တနေ့မနက်မှာတော့ဒီယာနာနဲ့နာဗင်းတို့ကလူပြန်ဖြစ်ရေးအတွက်အတူကြိုးစားဖို့သဘောတူလိုက်ပါတယ်။နာဗင်းကမင်းသမီးအစ်စ်ကိုနမ်းလိုက်ရင်နှစ်ယောက်လုံးလူပြန်ဖြစ်မှာဖြစ်လို့နှစ်ယောက်သားမင်းသမီးရှာပုံတော်ဖွင့်ကြပါတယ်။တချင်းဆိုနေတဲ့နာဗင်းစီကိုမိချောင်းတစ်ကောင်ရှောက်လာပါတယ်။အဲ့ဒီမိချောင်းကသူတို့ကိုစားဖို့မဟုတ်ပဲနာဗင်းဆိုနေတဲ့တချင်းကိုတီးလို့ရှောက်လာတာဖြစ်ပါတယ်။မိချောင်းရောနာဗင်းရောကဂျက်စဂီတာကိုကြိုက်ကြသူတွေဖြစ်တာကြောင့်နှစ်ယောက်သားအဖွဲကျသွားပါတယ်။မိချောင်းလိုဝစ်ကတီးဝိုင်းတစ်ခုတည်းဝင်ပြီးဂျက်စဂီတာနဲ့ဖျော်ဖြေချင်တာကသူ့ရဲ့အိမ်မက်ဖြစ်ပါတယ်။ဒါပေမဲ့လူတွေကသူ့ကိုကြောက်ကြတာကြောင့်ခုထိလူတွေကိုဖျော်ဖြေခွင့်ရဖို့ဝေးကွာနေတော့ဖြစ်ပါတယ်။လူဝစ်ကနေတဆင့်ဖားနှကောင်ရဲ့ကျင်းစာကိုဖျော်ဖို့ကူညီပေးနိုင်တဲ့စုံဖွားကိုတယောက်ရှိကြောင်းသိလိုက်ရပါတယ်။တီယာနာတို့ကလိုက်ဖို့ပေးဖို့ပြောပေမဲ့လူဝစ်ကစုံဖွားကိုစီကိုမသွားရဲဖြစ်နေပါတယ်။နာဗင်းကလူဝစ်ကလူအဖြစ်ပြောင်းနိုင်မယ်ဆိုရင်လူတွေကြားထဲဖျော်ဖြေခွင့်ရမှာလို့ဆွဲလိုက်တဲ့အခါမှာတော့လူဝစ်လည်းသူ့ကိုယ်သူလူအဖြစ်ပြောင်းနိုင်မှုဆုံးမစီခေါ်သွားပါတယ်။တစ်ဖက်မှာမင်းသားအတူလော်ရန့်စ်ကတထေးသမတ်မြင်မြင်ဖြစ်ခွင့်ရဖို့အတွက်ရှာလော့ကိုလက်ထပ်ခွင့်တောင်းပါတယ်။တောင်းနေရင်ပဲဆွဲကြိုးတွေကသွေးနေလာတာကြောင့်တဖြည်းဖြည်းပုံစံပြန်ပြောင်းလာပါတယ်။ကံကောင်းတာကတော့ရှာလော့ကမင်းသားလေးနဲ့လက်ထပ်ရမှာကိုအမြူပြီးမင်းသားကိုကြည့်တော့မကြည့်တော့ပဲမင်္ဂလာပွဲပြင်ဆင်ဖို့ထွက်သွားတဲ့အတွက်အလိမ့်တွေကိုဆက်ဖုံးထားနိုင်လိုက်ပါတယ်။တစ်ဖက်မှာတီယာနာတို့တွေကခရီးဆက်နေရင်ပိုက်စားလာကြပြီးဖားတဘာဝအရာပိုးကောင်တွေစီကိုရှာကအော်တိုလျှောက်သွားပါတယ်
မစားဖို့တိတ်ခတ်ထားပေမဲ့ရှာကသူ့လိုပိုးကောင်ကိုလှမ်းဖက်လိုက်ချိန်တီယာနာနဲ့နာဗီနိုရဲ့ရှာကချီမိသွားပါတယ်လူးဝစ်ကပြန်ဖြေပေးပေမဲ့ကျွမ်းကျင်လွန်းတဲ့သူကြောင့်နှစ်ကောင်လုံးကိုပူးချီပြီးသားဖြစ်သွားပါတယ်လူးဝစ်ကအထုံးဖြေဖို့ဒုအချုံသွားရှာနေတော့သူတို့နှစ်ကောင်စီကိုရေးလို့ခေါ်တဲ့ပိုးဆိုကျူတစ်ကောင်ရှောက်လာပါတယ်ရေးကမီးမလင်းကျင်လင်းကျင်တဲ့ဖင်ကိုအတင်းဖြင်းညင်ပြီးထုတ်ပြီးတဲ့နောက်မှာတော့ရှာရီချီနေတဲ့ဖားနှစ်ကောင်ကိုပြန်ဖြေပေးလိုက်ပါတယ်ဆုံးမဖွားကြီးအိမ်ကိုလူးဝစ်ခေါ်လာတဲ့လန်ကမှားနေတဲ့အတွက်ရေးကပဲသူ့မျိုးတွေနဲ့အတူလမ်းအမှန်ကိုပြပေးလိုက်ပါတယ်တစ်ဖက်မှာမင်းသားနာဗီနဲ့သွေးကိုလိုအပ်နေတဲ့မော်ဆီယာကအရေးဝင်ကျင်ဆိုတွေကိုအကူအညီတောင်းနေပါတယ်။ပရက်စတာမင်းသမီးနဲ့လက်ထပ်လိုက်ရင်ချမ်းသာသွားမှာဖြစ်ပြီးမော်ဆီယာကစီးစိမ်တွေရဲ့60%ကိုယူမှာဖြစ်ပါတယ်။ဒါအပြင်ရှာလော့ရဲ့အဖေကိုတတ်လိုက်ရင်သူကတမျိုးလုံးရဲ့ဩဇာအကြီးဆုံးလူတစ်ယောက်ဖြစ်လာမှာမို့မျိုးရဲကဝိညာဉ်တွေကိုနတ်ဆိုးကိုပေးမယ်လို့ကမ်းလှမ်းပါတယ်။အဲ့ဒီအပေးယူကြောင့်နတ်ဆိုးကမင်းသားလေးနာဗီကိုရှာဖို့အရေးမိတ်စာတွေကိုလှုပ်ပေးလိုက်ပါတယ်။တစ်ဖက်မှာတော့ရေးကသူ့ကြိုက်နေတဲ့ပိုးဆုံးကျူမလေးအကြောင်းတီယာနာကိုပြောပြနေပါတယ်။ရေးတစ်ဖက်သက်ချစ်နေတဲ့ပိုးဆုံးကျူလေးကအားလုံးထဲမှာအတောက်ပါလုံးဖြစ်ပြီးသူဘယ်လောက်ချစ်ရကြောင်းတွေကိုဖွင့်ရွက်စာစီပြောပါတယ်ခရီးဆက်လာကြရင်တီယာနာနဲ့နာဗင်းကိုငါးဖန်သမားတွေကတွေ့သွားတော့ဖားသားစားဖို့ဖန်ကြပါတယ်။နာဗင်းအဖက်ခံလိုက်ရချိန်မှာရေးကတန်ငါတဲ့နှာခေါင်းတွေကိုဝင်ကိုက်လိုက်လို့နာဗင်းပြန်လွတ်သွားပါတယ်။သူ့လွတ်သွားလို့ပြောနေပေမဲ့တီယာနာကအဖက်ခံလိုက်ရတာကြောင့်တော့ပြန်ခဲ့ရပါတယ်။လှေနောက်ကိုလိုက်ပြီးလှေပေါ်ကလူတစ်ယောက်ရဲ့ခေါင်းပေါ်ကိုနာဗင်းကတက်လိုက်ပါတယ်။နောက်တစ်ယောက်ကဖားကိုမြင်တော့ဒုံနဲ့ရှိုက်ပါတယ်။ဖားကိုရှိုက်နေပေမဲ့ကိုယ့်လူကိုပဲရှိုက်နေမိပြီးသုံးကောင်အချင်းချင်းပတ်ရရင်နောက်ဆုံးမှာတော့မှောက်သွားပါတယ်။ဒီဖားတွေကသူတို့တွေ့ဘူးတဲ့ဖားတွေနဲ့မတူလို့အောင်းနေကြတော့မှာပဲပြန်လွတ်လာတဲ့တီယာနာကစကားပါပြောတတ်သေးတယ်လို့ထားပြောလိုက်တာကြောင့်၃ယောက်လုံးတချို့တွေထွက်ပြေးကြပါတယ်။တီယာနာနဲ့နာဗီနိုကတဖြည်းဖြည်းရှင်းနီးလာကြပါတယ်။တီယာနာကသူတို့၄ယောက်စားဖို့ချက်ပြုတ်ပေးပါတယ်။ညစာစားကြရင်ရေးကသူ့ crush လေးနဲ့အားလုံးကိုမိတ်ဆက်ပေးပါတယ်။ရေးချစ်နေတဲ့ပိုဆိုးကျူးလေးဆိုတာပိုဆိုးကျူးမဟုတ်ပဲကောင်းကင်ဘော်ကကျဲတစင်းဖြစ်ပြီးရေးကတောက်ပါလုံးနဲ့ပိုဆိုးကျူးအထင်နဲ့အယူမှုဆွဲလန်းနေပါတယ်။ရေးကအချစ်မှနေမျောနေတာကြောင့်အားလုံးလည်းအဲ့ဒါကျဲပါလို့ပြောမထွက်တော့ပဲဒီတိုင်းကြည့်နေလိုက်ကြပါတယ်။အဲ့အချိန်မှာပဲနာဗင်းစီကိုအရေးမိတ်စာတွေရှောက်လာပြီးဆွဲခေါ်သွားပါတယ်။တီယာနာတို့ကပြန်ကဲဖို့နောက်ကအသေးအတန်လိုက်ကြခြင်းအရေးတွေကိုအလင်းရောင်နဲ့တိုက်ခိုက်တဲ့လူပေါ်လာပါတယ်။သူကတော့နာဗင်းတို့ရှာနေတဲ့ဆုံးအဖွားကိုပဲဖြစ်ပါတယ်။သူ့အိမ်ထဲကိုခေါ်သွားပြီးနောက်အဖွားကတီယာနာတို့ပြောနေတာတွေကိုစိတ်ဝင်စားပဲသူလှုပ်ချင်တာတွေပဲလုပ်နေပါတယ်။တီယာနာကစကားပြောရင်လည်းအိပ်ပျော်ခြင်းအောင်ဆောင်နေပါတယ်။အဖွားကြီးကဟင်းတစ်မျိုးချက်နေပြီးအဲ့ဒီဟင်းကအရသာမကောင်းတာကြောင့်တီယာနာကထဲဖို့လိုအပ်တဲ့အမဲတစ်မျိုးကိုပြောပြလိုက်ပါတယ်။ဂရွေးတွေ့သွားတဲ့အဖွားကြီးကတီယာနာလိုချင်တာကိုပြောဝင်ပြီးတော့တီယာနာကသူတို့လူပြန်ဖြစ်ချင်ကြောင်းပြောပါတယ်။အဖွားကြီးကသူတို့ကိုလူပြန်ဖြစ်ချင်စိတ်ပဲရှိပြီးဘာကိုလိုအပ်နေတယ်ဆိုတာမသိကြဘူးလို့ပြောပါတယ်။နာဗင်းဆိုရင်လူပြန်ဖြစ်ချင်တယ်ချမ်းသာချင်တယ်ဒါပေမဲ့အဲ့လိုဖြစ်သွားတိုင်းလည်းမပြောနိုင်ဘူးလို့ဆုံးဖွားကပြောပါတယ်။ဘာလိုချင်လဲဆိုတာသိဖို့တိတ်အဝေးကြီးစဉ်းစားစရာမလိုဘူးလို့ပြောတော့နာဗင်းကသူ့နားမှာနေရှိနေတဲ့တီယာနာကိုအမှတ်ရသွားပါတယ်။ပတ်စံတွေထက်အချစ်ကပဲသူ့ကိုစိတ်အေးချမ်းစေမယ်ဆိုတာကိုနာဗင်းသိသွားပါတယ်။ဒါပေမဲ့တီယာနာကတော့အခုထိစားတောက်ဆိုင်ဖွင့်မှာသူဖြစ်ချင်တာတွေဖြစ်ခွင့်ရမယ်လို့ထင်နေတော့ဖြစ်ပါတယ်။တီယာနာကိုနားဝင်အောင်ထပ်မပြောနိုင်တော့တဲ့ဆုံးဖွားကိုလည်းလူပြန်ဖြစ်နိုင်မဲ့တခုရီးသောနည်းကိုပြောပြလိုက်ပါတယ်။ဒီည12နာရီမထိုးခင်နာဗင်းကမင်းသမီးလေးကိုနိုင်ရမှာဖြစ်ပြီးနိုင်ရမယ့်မင်းသမီးကတော်ဝင်မျိုးနွယ်ကဆင်းသက်လာတဲ့ရှာလော့ပဲဖြစ်ပါတယ်။အဲဒါကြောင့်တီယာနာတို့လည်း12နာရီအမိမျိုးရဲရောက်နိုင်ဖို့တင်းမောတစ်စီးပေါ်ခိုးလိုက်သွားပါတယ်။တင်းမောပေါ်မှာတရိတ်ဆန်လိုဝေထားတဲ့ဖျော်ဖြေရေးအဖွဲ့တွေကမီချောင်းလူဝစ်ကိုတွေ့တော့သူတို့နဲ့အတူဖျော်ဖြေမဲ့လူအထင်နဲ့ခေါ်သွားပါတယ်။လူဝစ်လည်းရောရောင်လိုက်သွားပြီးလူသားတွေရှေ့မှာဖျော်ဖြေခွင့်ရသွားပါတယ်။နာဗင်းကမင်းသမီးကိုနမ်းပြေးလို့လူပြန်ဖြစ်တာနဲ့မင်းသမီးနဲ့လက်ထက်ရမှာလက်ထက်လိုက်မှတီယာနာဆိုင်ဖွင့်ဖို့ပတ်စံပေးနိုင်မှာအဲ့လိုဖြစ်ဖို့အတွက်တီယာနာနဲ့အပြီးခွဲရတော့မှာကိုတွေးမိပြီးကြောက်နေပါတယ်။ဘလို့အခြေအနေမှာပဲဖြစ်ဖြစ်သူချစ်တာတီယာနာပဲဖြစ်လို့လူမဖြစ်သေးခင်လက်ထက်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။နာဗင်းပြင်ဆင်နေတာကိုရေးကတွေ့သွားပြီးတီယာနာကိုတော့ပြောချင်နေပေမဲ့ဒါမျိုးကကိုယ်တိုင်အသိပေးရတာဖြစ်လို့ရေးကနှုတ်ပိတ်နေပါတယ်။နာဗင်းကအဲ့ညမှာပဲတီယာနာအတွက်ညစာစားပွဲတစ်ခုကိုတည်တည်ချာချာလေးပြင်ဆင်ပါတယ်။လက်ထက်ခွင့်တောင်းဖို့ကြံရွယ်ထားပေမဲ့တီယာနာကသူနဲ့သူ့အဖေရဲ့အိမ်မက်တွေမနှက်ပြန်ဆိုဖြစ်လာတော့မယ်လို့ပြောပါတယ်။အစအဦးငွေချေဖို့ကမနှက်ပြန်နောက်ဆုံးဖြစ်ပြီးမနှက်ပြန်မှငွေမချေနိုင်ရင်သူ့အိမ်မက်တွေအကုန်ပျက်စီးကုန်မှာဖြစ်ပါတယ်။အဲ့ဒါကြောင့်နာဗင်းနဲ့တီယာနာရဲ့အိမ်မက်တွေမပျက်စီးစေချင်လို့လက်ထက်ခွင့်တောင်းဖို့လက်လျှော့လိုက်ပါတယ်။ညစာစားပွဲကထွက်လာတဲ့အချိန်မှာအရှိမိတ်စာတွေရှောက်လာပြီးနာဗင်းကိုဖန်ခေါ်သွားပါတယ်။ကြံခဲ့တဲ့တီယာနာကအရင်ကဆိုရင်သူ့လိုချင်တာကိုအမြဲပြက်ပြက်သားသားသိခဲ့ပေမဲ့အခုတော့ဘာလိုချင်မှမသိပဲလမ်းပြောင်းနေပါတယ်။ရေးကလက်ထက်ခွင့်တောင်းပြီးပြီအထင်နဲ့အားရမသားရောက်လာပြီးလက်စုပ်ကိုမေးတော့မှနာဗင်းသူ့ကိုလက်ထက်ခွင့်တောင်းမှဆိုတာတီယာနာကသိပါတယ်။နာဗင်းစီကိုအမြန်ဆုံးလိုက်သွားပေမဲ့နာဗင်းကရှာလော့နဲ့လက်ထပ်ဖို့အခမ်းအနားလုပ်နေတာကိုတွေ့လိုက်ရပါတယ်။နာဗင်းအစ်စ်ကတစ်တာထဲမှာအဖမ်းခံထားရတာကိုမသိတဲ့တီယာနာကတော့အမြင်အတိုင်းအမှန်ထင်ပြီးဝမ်းနေသွားပါတယ်။ဒါပေမဲ့ရေးကနာဗင်းအစ်စ်မဟုတ်တာကိုသိသွားလို့တစ်တာထဲမှာအဖမ်းခံထားရတဲ့နာဗင်းအစ်စ်ကိုလှုပ်ပေးလိုက်ပြီးနှစ်ယောက်သားလော်ရန့်စ်ကိုတိုက်ခိုက်ကြပါတယ်။နာဗင်းကဆွဲကြိုးကိုလူပြီးရေးကိုလှမ်းပစ်ပေးလိုက်တာနဲ့ရေးကရှူပြီးထွက်ပြေးပါတယ်။တီယာနာကိုဆွဲကြိုးပေးလိုက်ပြီးအဖြစ်မှန်တွေအားလုံးကိုရှင်းပြလိုက်ပါတယ်။တီယာနာကထွက်ပြေးနေတော့မှပဲအရှိမိတ်စာတွေရောက်လာလို့ရေးကသူ့ရဲ့အလင်းရောင်နဲ့တိုက်ခိုက်ပါတယ်။ဒါပေမဲ့မော်ဆီယာရောက်လာတဲ့အခါမှာတော့ရေးခမနှင်းချခံလိုက်ရပါတယ်။မော်ဆီယာကတီယာနာစီကနေဆွဲကြိုးကိုပြန်တောင်းပေမဲ့တီယာနာကမပေးတာကြောင့်ပုံရိပ်ရောင်တွေဖန်ဆင်းပြီးစိတ်ထွေပြောင်းအောင်လုပ်လိုက်ပါတယ်။ပုံရိပ်ရောင်ထဲမှာတီယာနာကလူပြန်ဖြစ်သွားတဲ့အပြင်သူလိုချင်တဲ့စားတောက်ဆိုင်ကိုလည်းပိုင်ဆိုင်နေရပြီးသူ့အိမ်မက်တွေကအမှန်တကယ်ပြေဝနေပါတယ်။တီယာနာကပုံရိပ်ရောင်တွေကြားထဲမှာခဏတာမျောသွားပေမဲ့အဖြစ်မှန်တွေကိုလက်တွေ့ကျကျပြန်သုံးသပ်နိုင်လိုက်ပါတယ်။သူ့အဖေရဲ့အိမ်မက်ကစားတောက်ဆိုင်ဖြစ်ပေမဲ့စားတောက်ဆိုင်ကြီးမရှိနေတာတော့မိသားစုရဲ့ချစ်ချင်းမြတ်တာတွေကြောင့်သူတို့တွေပျော်ရွှင်ခဲ့ရတာကိုတီယာနာကပြန်အမှတ်ရလိုက်ပါတယ်
သူ့အဖေကစားတောက်ဆိုင်တစ်ခုမပိုင်ဆိုင်ခဲ့ရတာတော့မှချေရတဲ့မိသားစုကြောင့်အရာအလုံးပိုင်ဆိုင်ခဲ့ရတယ်လို့ပြောရွှင်ခဲ့ပါတယ်။အဲဒါကြောင့်သူလည်းစားတောက်ဆိုင်ကြီးမဖွင့်နိုင်ရင်တော့ချေရတဲ့သူသားရှိနေရင်ပြောရွှင်နိုင်မှာမို့နာဗင်းကိုပဲရွေးချယ်လိုက်ပြီးဆွဲကြိုးကိုခွဲပစ်လိုက်ပါတယ်။မော်ဆီယာရဲ့အစီအစဉ်ကပျက်စီးသွားတဲ့အခါမှာနတ်ဆိုးကိုခရီးပေးထားတဲ့မျိုးသားတွေရဲ့ဝိညာဉ်တွေကိုလည်းမပေးနိုင်တော့လို့အရှိန်မိတ်ဆာတွေကစကားမတီးတဲ့မော်ဆီယာရဲ့ဝိညာဉ်ကိုသိမ်းသွားပါတယ်။တစ်ဖက်မှာနာဗင်းကရှာလော့ကိုသူ့နဲ့လက်ထပ်ပြီးရင်တီယာနာဆိုင်ဖွင့်နိုင်ဖို့ပတ်စံပေးရမယ်လို့ပြောနေပါတယ်။ရှာလော့ကလည်းငငယ်တုန်းကပုံမြင်တဲ့ကလို့ဖမ်းမင်းသားလေးကိုနိုင်ရမှာမို့ရင်တွေခုန်နေပါတယ်။အဲ့ချိန်မှာတီယာနာရောက်လာပြီးမနှမ်းမို့တားပါတယ်။နာဗင်းကတီယာနာရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ပေးဖို့သူလက်ထပ်ရမယ်လို့ပြောပေမဲ့သူ့အိမ်မက်တွေကနာဗင်းမရှိရင်ပြည့်စုံတော့မှာမဟုတ်ဘူးလို့တီယာနာကပြန်ပြောလိုက်ပါတယ်။ရှာလော့လည်းသူ့တငယ်ချင်းဖားဖြစ်နေတာကိုအခုမှသိပြီးသူတို့နှစ်ယောက်ရဲ့ romance ဇာတ်လမ်းလေးကိုမျက်ရည်ကျလာအောင်အသေးခိုင်နေပါတယ်။အဲဒါကြောင့်သူတို့နှစ်ယောက်လူပြန်ဖြစ်ပြီးပေါင်းဖက်နိုင်အောင်လက်ထပ်ဆရာမလိုပဲနမ်းပေးလိုက်ပေမဲ့12နာရီကျော်သွားတာကြောင့်ကျင်းစာကမပြေတော့ပဲဖားအဖြစ်ဆက်ရှိနေကြပါတယ်။ရှာလော့ကသူ့တငယ်ချင်းအတွက်ဝမ်းနေသွားပေမဲ့သူတို့နှစ်ယောက်ကတော့လူပြန်မဖြစ်ရင်တော့တယောက်နဲ့တယောက်ချစ်နေကြတဲ့ဖားဘဝမှာပဲပျော်ပျော်ရွှင်ရွှင်နေကြဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်။အဲချိန်မှာပဲလူးဝစ်ကရေကိုခေါ်ပြီးတီယာနာတို့စီရှောက်လာပါတယ်။ရေကမော်ဆီယာနင်းနာခံထားရတဲ့ဒဏ်ရာကြောင့်ခဏကြာမှပဲတည်ဆုံသွားပါတယ်။သူတည်ဆုံသွားချိန်မှာကောင်းကင်ဘော်ကတောက်ပနေတဲ့ကျယ်လေးရဲ့ဘေးနားမှာကျယ်အစ်စ်တစ်လုံးပေါ်လာတာကြောင့်ရေကသူ့ချစ်ရသူနဲ့စုံစည်းခွင့်ရသွားပြီဆိုတာကိုသိလိုက်ရလို့အားလုံးဝမ်းသာသွားကြပါတယ်။တီယာနာတို့လည်းတောထဲမှာပဲလက်ထပ်လိုက်ကြပြီးမင်္ဂလာဆောင်မှာတယောက်နဲ့တယောက်နှမ်းလိုက်ကြချိန်မှာပဲမော်အလင်းနှန်းတွေဖြာထွက်လာပြီးနှစ်ယောက်လုံးလူသားတွေပြန်ဖြစ်သွားပါတယ်။တော်ဝင်မင်းသားဖြစ်တဲ့နာဗီနဲ့လက်ထပ်လိုက်တဲ့အတွက်တီယာနာကလည်းမင်းသမီးတစ်ပါးဖြစ်လာတာကြောင့်မင်းသားနဲ့မင်းသမီးကအချစ်စစ်နဲ့နှမ်းလိုက်တဲ့အခါမှာကျင်းစာပြေပြီးနှစ်ယောက်လုံးလူသားပြန်ဖြစ်သွားတာဖြစ်ပါတယ်။အဲနောက်မှာတော့အဆောက်အုံပိုင်ရှင်တွေကိုတီယာနာမှာရှိသလောက်ပတ်စံနဲ့ပဲရှောင်းအောင်လူးဝစ်ကကူညီပေးလိုက်ပါတယ်။နောက်ဆုံးမှာတော့တီယာနာကချေရတဲ့နာဗီနဲ့အတူသူ့ရဲ့အိမ်မက်ကိုအထောက်ပါဆုံးဖြစ်အောင်အကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။ တက်တယ်ဆိုရင် like လုပ်ပြီး share ပေးပါနောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေအတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်တွေ့မယ်